ဒီနေ့မှာတော့ကမ္ဘာအကြီးကျယ်ဆုံးနဲ့အမြင့်မြတ်ဆုံးဆုတဆုဖြစ်တဲ့နိုဘယ်ဆုအကြောင်းကိုဘုသူဇအနေနဲ့မျှဝေပေးသွားပါမယ်။နိုဘယ်ဆုကိုအဗလက်နိုဘယ်ဆိုတဲ့စီတွင်တိတ်ပမြတ်ရှင်ကစတင်ခဲ့တာပါ။သူဟာဒိုင်နမိုက်ကိုတီထွင်ခဲ့သူအဖြစ်ကမ္ဘာကျော်ခဲ့ပါတယ်။ဒါပေမဲ့သူတီထွင်လိုက်တဲ့အရာလူသားတွေကိုတိတ်ကြီးပျက်စီးတာကိုသူမြင်တွေ့ခဲ့ရတယ်။ဒါကြောင့်သူ့ဘဝရဲ့နောက်ဆုံးအချိန်မှာတာဝန်ကရခဲ့ပါတယ်။သူ့ရဲ့ပိုင်ဆိုင်မှုစည်းစိမ်အလုံးကိုရပုံငွေအဖြစ်လူဒန်းခဲ့ပြီးတော့လူသားတွေအတွက်အကျိုးပြုတဲ့သူတွေကိုစူးချင်းမြင့်ဖို့တည်တန်းစာရေးခဲ့ပါတယ်။ဒါဟာ1900ခုနှစ်မှာစတင်တဲ့နိုဘယ်ဆုရဲ့အစအဦးပဲဖြစ်ပါတယ်။သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ကမ္ဘာကြီးကိုပုံမကောင်းမွန်လာစေဖို့ပဲဖြစ်ပါတယ်။နိုဘယ်ဆုကိုနယ်ပယ်အသီးသီးကထူးချွန်သူတွေကိုပေးရလိမ့်ရှိပါတယ်။အစပိုင်းမှာတော့ဘာသာရပ်၅ခုအတွက်တတ်မှတ်ခဲ့တာပါ။ယူပဗေဒ၊ဓာတုဗေဒနဲ့ဆေးပညာရပ်ဆိုင်ရာနယ်ပယ်တွေပါဝင်ပါတယ်။ဒါအပြင်စာပေနယ်ပယ်နဲ့ငြိမ်းချမ်းရေးနယ်ပယ်တွေလည်းပါဝင်ပါတယ်။နောက်ပိုင်း1968ခုနှစ်ကျမှစီးပွားရေးပညာရပ်အတွက်ထပ်မံတိုးချဲ့ခဲ့ပါတယ်။ဆုရရှိသူတွေကိုရွှေတံဆိပ်ဆုအတိအမှတ်ပြုလက်မှတ်နဲ့ငွေသားတွေချီးမြှင့်ပါတယ်။စုပေးပွဲတွေကိုတော့ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့မှာကျင်းပလေးရှိပါတယ်။ဒါပေမဲ့ချွင်းချက်အနေနဲ့နိုဘယ်ငြိမ်းချမ်းရေးဆုကိုတော့နော်ဝေးနိုင်ငံအော်စလိုမြို့မှာတည်တံ့ခါခါနာနာကျင်းပပေးပါတယ်။ငြိမ်းချမ်းရေးဆုဟာကမ္ဘာငြိမ်းချမ်းရေးအတွက်အရေးပါဆုံးဆုတဆုဖြစ်လာခဲ့ပါတယ်။ကမ္ဘာတဝန်းကငြိမ်းချမ်းရေးကိုမျက်နှိုးသူတွေလူအခွင့်အရေးလှုပ်ရှားသူတွေဟာဒီနိုဘယ်ငြိမ်းချမ်းရေးဆုကိုဂုဏ်ယူစွာလက်ခံရရှိခဲ့ကြပါတယ်။မာတင်လူသာကင်းနဲ့နယ်ဆင်မန်ဒဲလားတို့လိုပုဂ္ဂိုလ်ကြီးတွေအပါအဝင်မှာကျွန်တော်တို့ဗမာနိုင်ငံအတွက်လည်းဂုဏ်ယူစရာသမိုင်းမှတ်တမ်းတစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကတော့1990ခုနှစ်မှာဗမာနိုင်ငံကပုဂ္ဂိုလ်တဦးနိုဘယ်ဆုရခဲ့တာပါ။သူမကတော့ကျွန်တော်တို့အလုံးချစ်ခင်လေးစားရတဲ့အမေစုပဲဖြစ်ပါတယ်။အမေစုဟာဗမာနိုင်ငံရဲ့ဒီမိုကရေစီရေးနဲ့လူ့အခွင့်အရေးအတွက်အကြမ်းမဖက်တဲ့နည်းလမ်းတွေနဲ့ရဲရဲဝံ့ဝံ့ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။သူမရဲ့မဆုံးမနစ်တဲ့လုံလဝရိယနဲ့ဆွလွတ်နစ်နာခံမှုတွေကိုကဘာကြီးကအတိမတ်ပြုပြီးဒီငြိမ်းချမ်းရေးဆုကိုချီးမြှင့်ခဲ့တာပါ။ဒါပေမဲ့စုပေးပွဲကျင်းပတဲ့အချိန်မှာအမေစုကနေအိမ်အကျယ်ချုပ်ကြားခံနေရပါတယ်။ဒါကြောင့်သူမကိုယ်တိုင်နော်ဝေးနိုင်ငံကိုတွားရောက်ပြီးဆုမယူနိုင်ခဲ့ပါဘူး။သူမရဲ့ကိုယ်စားတားဖြစ်သူနှစ်ဦးကနိုဘယ်ငြိမ်းချမ်းရေးဆုကိုတက်ရောက်ယူခဲ့ရပါတယ်။အဲ့ဒီအချိန်ကတားဖြစ်သူအလက်ဇန်ဒါရဲ့မိကွန်းဟာကဘာကြီးကိုတုံလုံးစေခဲ့ပါတယ်။ဒီဆုဟာအမေစုတယောက်တည်းအတွက်မဟုတ်ပဲဗမာပြည်သူတွေအတွက်ပါလို့ပြောကြားခဲ့ပါတယ်။အမေစုရဲ့နိုဘယ်ဆုဟာဗမာနိုင်ငံရဲ့အရေးကိုကဘာကပိုတိလာစေခဲ့ပါတယ်။ပြည်သူတွေအတွက်အမောင်တူတဲ့ကမျောလင်းချက်ရောင်ကြီးတစ်ခုလိုဖြစ်ခဲ့ပါတယ်။နှစ်ပေါင်း20နှစ်ကြာပြီးနောက်2012ခုနှစ်ကြာမှအမေစုဟာနော်ဝေးနိုင်ငံကိုကိုယ်တိုင်တွားရောက်နိုင်ခဲ့ပြီးနိုဘယ်ဆုလက်ခံရရှိခြင်းအထက်အမှတ်မိကွန်းကိုပြောကြားနိုင်ခဲ့ပါတယ်။သူမရဲ့မိကွန်းထဲမှာငြိမ်းချမ်းရေးဆိုတာစစ်ပွဲတွေမရှိတာတခုတည်းမဟုတ်ပဲလုံခြုံမှုတရားမျှတမှုနဲ့လွတ်လပ်မှုတွေရှိဖို့လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါဟာဗမာနိုင်ငံရဲ့သမိုင်းမှာတော့ဘယ်တော့မှမေ့လျော့လို့မရတဲ့အဖြစ်အပျက်ပါ။သူမရဲ့မယင်းရိုင်တဲ့ယက်တီချက်ဟာလူသားတွေအတွက်ကြီးမားတဲ့ခွန်အားပါပဲ။လူငယ်တွေအတွက်လည်းအမှန်တရားဘက်မှာယက်တီဖို့တွန်းအားတစ်ခုဖြစ်ခဲ့ပါတယ်။အမေစုအပါအဝင်နိုဘယ်ဆုရှင်တွေဟာကဘာကြီးကိုပုံမကောင်းမွန်ပြောင်းလဲပေးခဲ့ကြပါတယ်။တိတ်ဘက်ပညာရှင်တွေကယောဂဗျာတွေကိုကုသနိုင်မဲ့ဆေးတွေရှာဖွေပေးတယ်။စာရေးဆရာတွေကလူသားတွေရဲ့စိတ်နှလုံးကိုနူးညံ့စေမဲ့စာတွေရေးဖွဲ့ပေးတယ်။ငြိမ်းချမ်းရေးလှုပ်ရှားသူတွေကမတရားမှုတွေကိုတွန်းလှန်ပေးခဲ့ကြတယ်။သူတို့အားလုံးရဲ့တူညီတဲ့ရည်ရွယ်ချက်ကတော့လူသားအကျိုးပြုဖို့ပါပဲ။အဗလက်နိုဘယ်ရဲ့စေတနာနှစ်ပေါင်း120ကျော်ကြာတဲ့အထိကဘာတဝန်းကထူးချွန်သူတွေကိုမွေးထုတ်ပေးနေစေဖြစ်ပါတယ်။အမေစုရဲ့ဖြတ်သန်းမှုတမိုင်းကြောင်းဟာလည်းကျွန်တော်တို့တွေအတွက်ကြီးမားတဲ့လမ်းပြချက်တစ်ပွင့်ဖြစ်ပါတယ်။ဘလောက်ပဲခက်ခဲပါစေအမှန်တရားအတွက်ရည်တည်ဖို့ခွန်အားပေးနေပါတယ်ကျွန်တော်တို့အားလုံးကလည်းကိုကျွမ်းကျင်တဲ့နယ်ပယ်အသီးသီးကနေကိုပတ်ဝန်းကျင်ကိုနိုင်ငံကိုအကျိုးပြုနိုင်တဲ့သူတွေဖြစ်အောင်ကြိုးစားကြပါအေးချမ်းသာရပြီးတရားမျှတတဲ့လောကကြီးကိုအတူတူတည်ဆောက်ကြရအောင်ပါဒီဗီဒီယိုလေးကနေနိုဘယ်ဆုနဲ့အမေစုအကြောင်းဘုဟုတုတရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အဆုံးထိချိန်ပေးပြီးကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်